ပါးနက်တဲ့စီမံမှုလားဒါမှမဟုတ်တိတာထင်ရှားတဲ့အပြောင်းလဲလားအားလုံးပဲမင်္ဂလာပါ Wine Sport ကနေကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိနီးပြလောကတဲ့ကိုလီယန်ရိုစင်ညာခြေလန်းစတင်ပုံကတကယ့်ကိုအထင်ကြီးစရာကောင်းနေပါတယ်ဇန်နဝါရီလအစောပိုင်းမှာအန်ဆိုမာရက်စကာရဲ့နေရာကိုအစားထိုးဝင်ရောက်ခဲ့တဲ့အသက်42နှစ်အရွယ်နီးပြအတွက်မင်းညာကဝက်ဆန်တဲ့ပွဲမှာရရှိခဲ့တဲ့စိတ်လှုပ်ရှားစရာအနိုင်ရလက်ဟာချက်စီအတွက်3ပွဲဇက်တိုက်လိနိုင်ပွဲဖြစ်လာခဲ့ပါတယ်သူ့အတွက်အကြီးမားဆုံးစမ်းသပ်မှုတစ်ခုဖြစ်တဲ့ဒီပွဲမှာပထမပိုင်းမှာ2ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့ပေမဲ့ဒုတိယပိုင်းအစမှာတင်သူလှုပ်ဆောင်ခဲ့တဲ့ရဲရင်နဲ့လူစားလဲမှုတွေကြောင့်3ဂိုး2ဂိုးနဲ့ပွဲကိုအနိုင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးအသင်းကိုအမှတ်ပေးစရာထိတ်ဆုံး၄သင်းစရင်းနဲ့ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ဂျာယက်ကနာပိုလီတင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိပွဲကလူစင်းကို9ရောက်ထိအပြောင်းလဲလုပ်ခဲ့တဲ့ချက်စီကပထမပိုင်းမှာပုံစံပြတ်နေခဲ့ပြီးတန်းစင်းဆောင်အန်ရရှိနေတဲ့ဝက်ဆန်ကိုပွဲကိုစိတ်ကြိုက်ထိန်းချုပ်ခွင့်ပေးခဲ့ရပါတယ်ဒါပေမဲ့လီယန်ရိုစင်ညာကဒုတိယပိုင်းအစမှာလူစားလဲမှု3ခုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့လူစားဝင်လာတဲ့မက်ကူကူဝေလာနဲ့ဂျာဟိုပက်ဒိုတို့ကတကိုးစီသွင်းယူကချီပါဂိုးတွေကိုရယူပေးခဲ့ပါတယ်ပွဲပြီးကနေအချိန်ပုံမှာတော့အန်ဆိုဖာနန်ဒက်စ်ကအဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာပါပထမပိုင်းမှာပရိသတ်တွေရဲ့လောင်ပြောင်းမှုကိုခံခဲ့ရတဲ့ချက်စီရဲ့ညံပြင်းတဲ့ကစားပုံနဲ့လူစင်းရဲ့အရေးသွေးပေါ်မှာဝေဖန်မှုတွေရှိနေပေမဲ့ရိုစင်ညာကတော့ပွဲပြီးမှာဒါဟာသူ့ရဲ့လူစားလဲမှုကြောင့်လည်းမဟုတ်ဘဲကစားသမားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲလာမှုကြောင့်လို့ဆိုပါတယ်ကျွန်တော်အကြီးမားဆုံးသိမြင်လိုက်ရတာကတော့ဒီကစားသမားတွေစီမှာကျွန်တော်တကယ်သဘောကျတဲ့တိုက်ပွဲဝင်စိတ်သက်နဲ့ကြမ်းကြမ်းခံနိုင်ရရှိတာကိုပါပဲဒါကိုကျွန်တော်စားရောက်တဲ့နေ့ကလေးကတောင်းဆိုခဲ့တာဘာလို့သူကပြောပါတယ်ကျွန်တော်တို့လေ့ကျင့်ခန်းဆင်းချေအများကြီးမရသေးပါဘူးဒါပေမဲ့အခြေအနေမကောင်းတဲ့အချိန်တွေမှာဘလို့အပြုသဘောဆောင်တုံ့ပြန်မလဲဆိုတာကိုပဲဆွေးနွေးခဲ့ကြတာပါပထမပိုင်းမှာမရှိခဲ့တဲ့အင်အားနဲ့ဖိအားပေးမှုတွေကိုဒုတိယပိုင်းမှာရှိလာခဲ့ပါတယ်ဒါကိုကျွန်တော်ရဲ့လူစားလဲမှုကြောင့်ကြီးပဲလို့ကျွန်တော်မသတ်မှတ်ပါဘူးရိုစင်ညာရဲ့နီးပြသက်တမ်း၄ဘက်အတွင်းမှာရက်လက်ကောင်းစူးစမ်းနိုင်စွမ်းနဲ့ပွဲအတွင်းအပြောင်းလဲလုပ်နိုင်စွမ်းတွေကိုတွေ့မြင်နေရပါတယ်နီးပြဟောင်းအန်ဆိုမာရက်စကာကတော့အသင်းပိုင်ရှင်တွေနဲ့ဆက်ဆံရေးပြပြခဲ့သလိုဥဆောင်ကိုရထားလျက်နဲ့အမှတ်ဆုံးရှုံးမှုအများဆုံး15မှတ်တိဖြစ်ခဲ့တာကြောင့်ပွဲအတွင်းဆုံးဖြတ်ချက်တွေအပေါ်မှာဝေဖန်မှုတွေကိုခံခဲ့ရသူပါချက်စီတောင်မန်ဆောင်မှာဟာဗက်နယ်ဗင်ကတော့ရိုစင်ညာချက်စီရဲ့အကောင်းဆုံးလူစင်းမဟုတ်ရင်တောင်မှသူတို့ကျွမ်းကျင်တဲ့တက်တောင့်တက်တာရှိတဲ့ကစားကွက်ကိုပြန်ပြောင်းခဲ့တာပါအခုနိုင်သွားတဲ့အတွက်ဒါဟာနီးပြွာပိုင်းတော်လုံးတယ်လို့ခန်းစားစေရတာဘာလို့မှတ်ချက်ပေးခဲ့ပါတယ်ဒါပေမဲ့နာပိုလီကို3ဂိုး2ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲကလူစင်းကိုအများကြီးပြောင်းလဲခဲ့တဲ့ပေါ်ရိုစင်ညာရဲ့လူရွေးချယ်မှုမှားယွင်းခဲ့သလားဆိုတဲ့ပုံမှာလည်းမေးခွန်းတွေကလည်းရှိနေပါတယ်အထူးသဖြင့်ဘေဂျန်ကဂါနာချိုဟီတိုနဲ့ဗဒီယာရှီတို့ဟာဝက်ဆန်ရဲ့ဂိုးတွေမှာအမှားယွင်းရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်သူတို့3ယောက်စလုံးကိုဒုတိယပိုင်းမှာချက်ချင်းလူစားလဲခဲ့တာပါဒါနဲ့ပတ်သက်ပြီးရိုစင်ညာကအဲ့ဒါကစားသမားတူးချင်းစီအမှားမဟုတ်ပါဘူးပထမပိုင်းမှာတသင်းလုံးစုပေါင်းညံဖြင်းခဲ့တာပါကျွန်တော်ကလူစားလဲမှုတွေကိုဆွဆွလုပ်လို့ရှိတယ်ဆိုတာသူတို့သိပါတယ်လို့ရှင်းပြခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ရိုစီနီယာဟာပရီးမီးယားလိပထမအဆုံး3ပွဲစတိုက်နိုင်ခဲ့တဲ့4ယောက်မြောက်အင်္ဂလန်နိုင်ငံသားနီးပြဖြစ်လာခဲ့သလိုချက်စီကိုလည်း2ဂိုးပြတ်ရှုံးနေရကနေနိုင်အောင်ပထမဆုံးအကြိမ်ပြန်လည်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်အခုဆိုရင်ချက်စီကပြည်တွင်းနဲ့ဥရောပပြန်ပွဲ၄ခုစလုံးမှာရှင်ပန်ကစားနေရင်အမပေးစရာအဆင့်၄နေရာမှာရပ်တည်နေပါတယ်ချက်စီတင်းကလာမယ့်အင်္ဂါနေ့မှာကာရာဘောင်းကပ်ဆီမီဖိုင်နယ်ဒုတိယကြော့အဖြစ်အာဆင်နယ်တင်းနဲ့ကစားရမှာဖြစ်ပြီးပထမကြော့က3ဂိုး2ဂိုးနဲ့ရှုံးထားတာကြောင့်နောက်ထပ်အံ့အသင်းစရာပြန်လာမှုမျိုးလိုအပ်နေဦးမှာလည်းဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်